ဒီသုံးလေးတွေကလုံးဝသိထားမယ့်သုံးလေးနော်တစ်ခါလေးအောင်လို့တော့နော် okay ဒုတိယလို့ဆိုလို့ရှိရင် second choice I don't want to be anyone's second choice ငါဘသူရဲ့ဒုတိယလို့မှမဖြစ်ချင်ဘူး I don't want to be anyone's second choice အသုံးချဆိုရှင် use someone don't call me only when you need me you're using me မင်းငါ့ကိုလိုမှပဲဖုန်းမခေါ်နဲ့မင်းငါ့ကိုအသုံးချနေရ okay you're using me လူလဲကြဆိုရှင် crafty he is so crafty I don't want to be friends with him သူတကယ်မှလူလဲကြတယ်သူနဲ့တကယ်ချင်းမဖြစ်ချင်ဘူး okay he is so crafty ဖော်ကောင်လောက်တာဆိုရှင် rat someone out don't rat me out okay or I won't forgive you ငါ့ကိုဖော်ကောင်မလုံးနဲ့မဟုတ်လို့ရှင်ငါမင်းကိုခွင့်လို့မှာမဟုတ် okay I will never forgive you ငါမင်းဘယ်တော့မှခွင့်လို့မှာမဟုတ်ဂုံးတိုက်တာsnitch on someone he snitched on his friend to the teacher သူတငယ်ချင်းကိုဆရာမတွားပြီးတော့ဂုံးတိုက်တာဗျ okay he snitched on his friend to the teacher don't snitch on me to the teacher ဆရာမကိုတွားပြီးတော့ဂုံးမတိုက်နဲ့နော် okay or I won't forgive you မဟုတ်ရင်ငါမျိုးကိုခွင့်လွှတ်မှာမဟုတ်စသဖြင့်ပြောလို့ရပါတယ်အခုလိုမျိုးသုံးနေကိုယ့်အတွက်ထောက်ကူဖြစ်လာမလို့ဖြစ်တဲ့ဆိုရင်ခုမှမှာ yes ဆိုတော့ပါနောက်ထပ် video အသစ်တွေလွတ်မသွားအောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video